银စီမောကျွန်တော်အခုစီစဉ်မောကျွန်တော်လေးကိုချင်းနေရဲ့မစမန်နှစ်ကောင်ဒီစာကြည့်ရကျွန်တော်လေး银စီမောအခုစီစဉ်မကျွန်တော်လေးကိုချင်းနေမစမန်တော့ကျွန်တော်မီယာလေးဖြစ်ပါတယ်မီယာကတော့ကျွန်တော်လေး银စီမောရဲ့ကျွန်တော်လေးကိုသူ့အပြင်မစမန်တစ်ကောင်ဖြစ်တယ်လီဂင်းတမ်းမရှိဘူးတော့ကျွန်တော်လေးဆိုင်လီဂင်းမှာဒီကလေးကိုအဲ့တော့မစမန်တစ်ကောင်ဖြစ်တယ်ပြီးတော့မီယာရဲ့ animate ဒီကျွန်တော်လေးကိုအသုံးဝင်လာကျွန်တော် run နေမှာတော်တော်သုံးများကြတယ်အဲ့တော့မီယာကကျွန်တော်银စီမောအခုစီစဉ်မောတော်လေးကိုချင်းနေပေါ့နော်ဒီနေ့လည်းမီယာစစ်ကြတယ်မီယာကိုတက်ကိုကျန်တဲ့မစမန်တစ်ခေါက်ရှိရအဲ့မစမန်မီယာကိုသင်ပြလို့ရတယ်အဲ့တော့ကျွန်တော်ရဲ့ဟန်နမီပဲဖြစ်ပါတယ်ဟန်နမီကတော့ကျွန်တော်တို့ဒီမီယာလုံးမှာတော့အရင်စီမာရဲ့တော်လေးကိုကျွန်တော်တို့ရဲ့ဟန်နမီရဲ့သူ့ရဲ့ပတ်စေပြန်မီယာကသူ့ရဲ့ဘယ်လိုလဲလေကင်းတက်မိတော့လေကင်းတက်မရှိပါဘူးသူတို့တော့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲအတက်စပင်းဟီရိုတွေဖြစ်တယ်ဒီဟန်နမီရဲ့ပတ်စကတော်လေးကိုစိုးတယ်ဒီဟန်နမီပတ်စကကျွန်တော်တို့ခရီးရှင်းရတယ်မြင်တယ်အဲ့လိုတလင်းရဲ့ပြင်ကျွန်တော်ပြအဆင်ပြေတဲ့ခါကျကျွန်တော်ဟန်နမီကတော့ပြစ်တာများတယ်အဲ့တော့မီယာတော့မီယာဗျာကျွန်တော်တို့မစမန်ဒီလူရမှာကျွန်တော်တို့ခိုင်းတယ်အရင်တောင်းမှုတော့ကျွန်တော်တို့ခိုင်းမီယာအဲ့မဲ့ဟန်နမီညတော့ကျွန်တော်မီယာတော့မနိုင်အဲ့တော့ပြောနေတာဟန်နမီတဲ့မီယာဟန်နမီပရမီပြရဆိုမီယာဝေါပြရဗျာမီယာငဲနိုင်မီယာလုံးဝငဲဟန်နမီနဲ့ sorryဒီကဟန်နမီကငေးနာဟန်နမီဆိုတော့လေးကိုကျန်းတာဟန်နမီရဲ့ပတ်စစ်တော်လေးကိုအသုံးဝင်တယ်အဲ့တော့မီယာထက်ပူကျန်းတယ်ဒီစီဇန်မှာလည်းကျွန်တော်တို့ဟန်နမီကတော်လေးကိုကျန်းတယ်အခုစီဇန်မှာတော်လေးကိုကျန်းတယ်အဲ့တော့ဒီမတ်စမန်တော့ကောင်ကျွန်တော်တို့အခုလုံးဝရတော့မယ်တို့ RAM မှာတော်လေးကိုအပြင်များပြီးတော်လေးကျန်းတယ်တော်လေးအာရုံနောက်ပါတယ်ကိုဘက်ကပါတော့ဖို့ပေါ်လူများပါတော့ဒါအကောင်းတယ်အဲ့တော့ပြောရတာတိတ်မရှိဒါတော့ RAM တည်ပြီးသားပါပြီးတော့အဲ့တော့ဒီမတ်စမန်တော့ကောင်ကျွန်တော်နောက်စီဇန်ပြန် ဘယ်လိုပြောရမလဲဟိုနောက်စီဇန်နဲ့ဗျာဒီတာဘလို့မဟုတ်ဒီဘယ်လိုပြောရမီယာတော့ဟန်နမီတော့တော်တော်လေးကိုပြမပြေဘူးကျွန်တော်ဘက်ကပါရင်လည်းဖို့တယ်သူများဘက်ကပါရင်လည်းအရင်ကောင်းတယ်အဲ့တော့ဟန်နမီကပူဆိုရအဲ့ဒီနောက်စီဇန်ကျတော့ဒီမတ်စမန်တော့ကောင်ကျွန်တော်တော့ Netflix ရှင်နဲ့ဗျာဒီတာဒီကို Netflix ဒီမတ်စမန်တော့ကောင်တော်တော်လေးကိုခက်စားချင်ပါတယ်အဲ့တော့ဒီနေ့တော့ပါတော့